အားလုံးပဲမင်္ဂလာပါညီမရဲ့နာမည်ကတော့ Tay Agree ဖြစ်ပါတယ်ညီမအသက်ကတော့19ပါเนาะဒီ GED ဖြည့်ပြီးတဲ့နောက်မှာဒီ BUC မှာ International Foundation Program ကိုတက်နေတဲ့အကြောင်းသူတယောက်ပါရှင်အခုဒီအထက်တန်းပညာရေးပြီးသွားတဲ့အခါကျတော့ချက်ချင်းကြီးလဲ overseas ကိုမထွက်ချင်ဘူးအဲ့ဒါပြီးတော့ဒီက college life တွေကိုလည်း adapt လုပ်ချင်တယ်ပြီးကြတော့ဟို overseas တက်တဲ့အခါကျရင်လည်းဒီမှာ adapt လုပ်သွားတဲ့style တွေကဟိုတော့မှာ used to ဖြစ်နေအောင်ဆိုပြီးမှဒီ International Foundation Program ကို join ဖို့ရွေးချယ်ဖြစ်ခဲ့ရပါရှင် high school နဲ့ college နဲ့ကတော့ကွာခြားရတော့အများကြီးရှိတယ်။ဘာလို့လဲဆိုတော့ဒီမှာဒီ high school တစ်လျှောက်လုံး join တစ်လျှောက်လုံး online class ဆိုပြီးမှ join ဖြစ်ခဲ့တယ်။ဘာလို့ဆိုတော့ကျောင်းတော်များနဲ့ညီမနေရမျိုးနဲ့အရန်ဝေးရဆိုတော့အဲ့မှာဆိုရင် socializing တိတ်မလုပ်ဖြစ်တကယ်ချင်းတွေလည်းအဲ့လိုတိတ်မရှိခဲ့ဘူး။ဒါပေမဲ့ဒီ BUC in person class တက်တဲ့ခါကျတော့အရင်ကထက်ပိုပြီးမှ socialize တွေလုပ်လာတယ်။အဲ့ဒါပြီးတော့ဒီပေါ့ network ကျယ်လာတယ်ပေါ့နော်။တကယ်ချင်းတွေလည်းအများကြီးရတယ်။ပြီးတော့ပိုပြီးမှလည်းလွတ်လပ်တယ်ပေါ့နော်။ဒီဟို high school နဲ့ရှင်ပဲ။ BUC ရဲ့ foundation program မှာသင်ရတဲ့ဒီ project assignment and presentation အဲ့ဒါတွေကဒီ university ရောက်တဲ့ခါကျရင်အရင်ကထောက်ကူဖြစ်မယ်လို့ထင်တယ်ရှင်ဘာလို့လဲဆိုတော့ဒီ project နဲ့ assignment တွေလုပ်ရတဲ့ခါကျရင်ဒီလိုမျိုး strategy ကိုကသိနေတဲ့ခါကျတော့ပိုပြီးမှလုပ်ရတဲ့လက်ကူစီရယ်အဲ့ဒါပြီးတော့ဒီ presentation လုပ်တဲ့ခါကျရင်လည်းကိုပြောရမယ့်ဟာဘာလဲကို present လုပ်ရမှာဘာလဲဆိုတဲ့ဟာကိုကောင်းကောင်းမွန်မွန် confidence ရှိနဲ့present လုပ်နိုင်မယ်လို့ထင်တယ်ရှင် BUC မှာစာသင်ပေးရဲ့ဆရာမတွေကအရန်ကိုခင်မင်းရှိကြတယ်ချက်ဖို့လည်းကောင်းကြတယ်စာရေးရှင်းပြတဲ့ခါကျရင်လည်းစိတ်ရှင်းနေရှင်းပြကြတယ်ပြီးတော့ဒီ BUC မှာတကယ်ချင်းတွေအများကြီးလည်းရတယ်အကုန်လုံးကခင်မင်းရင်းနှီးပဲစံကြတယ်ပြီးတော့ BUC က school environment ကိုတော့အကြိုက်ဆုံးပေါ့ဒီ facility ကအစား profession အမတွေဒီအဆုံးသူတို့ကအကုန်လုံး neutral ပြောဆိုစံကြတဲ့ခါကျတော့ညီမတို့အရင်ဆင်ပြေတယ်ပေါ့နော်ညီမအနေနဲ့ဒီ abroad သွားဖို့ကြတော့ foundation ရပြီးတော့ရင်စီစဉ်ထားတာတော့ရှိတယ်ဒါပေမဲ့လို့ကိုယ်တိုင်ကဘာဖြစ်ချင်လဲဆိုတော့ကမသိတဲ့အတွက်ကြောင့်မလို့ဒီ foundation ရပြီးတော့မှပဲတခြားဆုံးဖြတ်မယ်လို့စီစဉ်ထားပါတယ်ရှင်ညီမဒီ BUC မှာကျောင်းတက်လာရဲ့ကာလတစ်လျှောက်လုံးကတော့အခက်အခဲဆိုတာတော့မရှိခဲ့ဘူးပေါ့နော်ဒီ student service team ကမတွေကလည်းသူတို့ဒီတခုလိုအပ်လို့သူတို့တော့ဆက်တော့ပို့ရဲဆိုလဲချက်ချင်းစာပြန်ပေးရဲပြီးတော့ဒီ classroom နဲ့မှာအဲ့ဘာတခုဖြစ်တယ်ဆိုလဲချက်ချင်းလာပြန်ပေးရဲအရန်ကို supportive ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုး supportive ဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့အကြောင်းတရားရဲ့အကြောင်းကြောင်းသားတွေတက်ကအရန်ကိုအဆင်ပြေစေပါတယ်ရှင်ညီမအခုတက်နေတဲ့ International Foundation Program ကအထူးသဖြင့်နိုင်ငံခြားမှာကျောင်းသားတက်ချင်တဲ့သူတွေအတွက်အရေးပါတယ်လို့ထင်တယ်ရှင်ဘာလို့လဲဆိုတော့ဒီ Foundation Program မှာကျတော့ English skill အစားတခြား lower maintenance security အစုံ train ပေးရဆိုတဲ့အတွက်ကြောင့်မလို့ဒီ foreign countries တွေဘက်မှာကိုကကျောင်းသားတက်မယ်ဆိုရင်လည်းဟိုပေါ့တခြား international student တွေနဲ့တန်းတူစာရေးလည်းအများကြီးလည်းလုပ်နိုင်တယ်ဒီမှာလိုမျိုး GED ပြီးဆုံးထားတဲ့သူဒါမှမဟုတ် IGCSE or grade 12ပြီးဆုံးထားတဲ့သူတွေကိုဒီ International Foundation Program ကိုသိစေချင်ပါတယ်ရှင်ဒီ International Foundation Program ပြီးသွားရင်လည်း overseas မှာပဲတက်မလားဒါမှမဟုတ် BUC မှာပဲUPF ပေးရဲ့ပွဲကိုဒါရိုက်ယူမလားဆိုတာလေးရေးချယ်လို့ရရရှင်အဲ့ဒါပြီးသွားတဲ့ခါကျတော့ဒီပေါ့ကိုကဘာဝနာပါလဲဆိုတာကမသိရတဲ့သူတွေအတွက်လည်းဒီ BUC မှာ International Foundation Program ကိုတင်နေစေကာလအတွင်းမှာကိုကဒီ major ကိုသဘောကျလာတာမှမဟုတ် engineering လာတာမှမဟုတ် IT လားဆိုတာလည်းတခြားဆုံးပြလို့ရပါတယ်ရှင်အဲ့ဒါကြောင့်မို့ဒီ BUC မှာ International Foundation Program ကိုတက်ဖို့ recommend ပေးချင်ပါတယ်ရှင်